ရွာသားတွေကအစားအသောက်တွေအများကြီးပြင်ဆင်ပြီးအဲ့ဒီမိန်းကလေးကိုစားဖို့ဖိတ်ခေါ်ခဲ့ကြတယ်။သူမတကယ်စားချင်ပေမဲ့ကိုလေးချိန်ချဖို့စူးစမ်းနေတာကြောင့်မြင်းကိုလုံနေတော့ဘေးနားကအမျိုးသမီးတစ်ယောက်ကအစားအစာတွေကိုသူမပတ်ဆက်ထဲအတင်းထိုးထည့်ပေးလိုက်ပါတယ်။နောက်တစ်စက္ကန့်မှာပဲအဲ့ဒီအစားအသောက်ရဲ့အရသာကောင်းလို့အာနာတယောက်အံ့ဩမင်သက်သွားခဲ့ရတယ်။အစားအသောက်ကဒီလောက်တောင်အရသာရှိနိုင်လိမ့်မယ်လို့သူမတခါမှမတွေးဘူးခဲ့ပါဘူး။မကြခင်မှာပဲရွာသားတွေအားလုံးအန်နာကိုကြည့်ပြီးပါဆက်အဟောင်းသားဖြစ်သွားကြပါတော့တယ်။အန်နာဟာတယောက်တည်းနဲ့ပကံလုံးအပြည့်အလှည့်ကျစက်တိုက်စားနေခဲ့ပြီးဒီအစားအစာတွေကတကယ်ကိုအံ့ဩဖို့ကောင်းလွန်းတယ်လို့ခဏပြောနေခဲ့ပါတယ်။အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးလူတိုင်းကအခက်တွေ့တယ်လို့ရေမောခဲ့ကြတယ်။တကယ်တော့အန်နာဟာ shopping channel တစ်ခုရဲ့အယောင်ကောင်းဆုံးစံချိန်တင်ထားလို့ Soda Queen အကုန်စင်ရောင်းချနိုင်တဲ့ဘရင်မလို့လူသိများတဲ့အစီအစဉ်တင်ဆက်သူတဦးဖြစ်ပါတယ်။ရွာကိုရောက်လာရတဲ့အကြောင်းရင်းကတော့ရုပ်တံလိုင်းကအန်နာကိုအစ်စ်မြင့်အသားရည်ထိမ့်သိမ့်မှု skin care အမှတစ်စိတ်တစ်ခုနဲ့စာချုပ်ချုပ်နိုင်ဖို့တာဝန်ပေးခဲ့လို့ပါဒါပေမဲ့အဲ့ဒီ skin care ရဲ့အဓိကပါဝင်ပစ္စည်းကိုဂျက်တယောက်တည်းကပဲတီးတန့်စိုက်ပြိုးတာဖြစ်ပြီးသူကအပြင်လူဘသူ့ကိုမှမယောင်းဘူးလို့ညှဉ်းဆန်ထားပါတယ်တခြားနည်းလည်းမရှိတော့တာကြောင့်အန်နာဟာသူ့ကိုရှာဖို့ကျေးလက်တော်ရွာအထိထွက်လာခဲ့ရပြီးဒါဟာအန်နာနဲ့ဂျက်တို့တရားဝင်စတင်ဆုံးတွေ့ခဲ့ကြပုံပဲဖြစ်ပါတယ်ထမင်းစားပြီးနောက်အန်နာဟာပြောင်းမှုခင်းနဲ့ပြောင်းမှုသွားကူးခဲ့ပါတယ်အဆုံးမှာတော့သူမဘလို့မှမလှုပ်ရှားနိုင်တော့တဲ့အထိအင်မတန်ပင်ပန်းနှမ်းနေသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲအန်နာကတစုံတယောက်သူမကိုစိုက်ကြည့်နေတယ်လို့မျိုးရုပ်တရက်ခံစားလိုက်ရပါတယ်သူမလှည့်ကြည့်လိုက်တဲ့အခါကျက်ကသူမကိုစိုက်ကြည့်နေတာကိုမိသွားခဲ့တယ်။ဒါကြောင့်အန်နာဟာမိမိကိုအားပေးစကားပြောပြီးဆက်လုပ်ဖို့တွန်းအားပေးခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့သူမဘလို့မှမခံနိုင်တော့ပဲအပူရှက်ပြီးတတိလေးလဲကျသွားခဲ့ပါတယ်။အန်နာစေးရုံမှာရုတ်တရက်နိုးလာတဲ့အခါဝေဝါးကြားတွေကနေအနားမှာရက်နေတဲ့ချက်ကိုမြင်လိုက်ရတယ်။တတိသိမ့်မလဲသေးပဲလန်ပြီးသူ့မျက်နှာကိုကင်ကြည့်လိုက်မိတဲ့အခါတခုခုထူးဆန်းနေတယ်လို့ခံစားလိုက်ရတယ်။တေချာစိုက်ကြည့်လိုက်တော့မှချက်ကလူလက်ပိုင်းရွာကဲမျိုးသားကြီးတယောက်ဖြစ်နေတာကိုတွေးလိုက်ရလို့လန့်ဖြန့်ပြီးတွန်းဖယ်လိုက်ပါတော့တယ်။အဲ့ဒီညမှာတော့အန်နာဟာအိပ်ပျော်လျက်လမ်းလျှောက်တက်တဲ့ယောဂ sleepwalking ကြောင့်လမ်းလျှောက်ရင်းချက်နဲ့တိုးမိပြန်ပါတယ်။သူမကကျက်ရဲ့အနာကိုတန်းမတ်လျှောက်သွားပြီးသူ့ကိုစတင်အနှံ့ခံပါတော့တယ်။ကျက်လည်းဘာလို့ရမှမသိပဲလမ်းပြန်ပြီးနောက်ဆုံးနေခဲ့ရတယ်။ကျက်တယောက်အကြမ်းအိုက်နေတော့မှပဲအန်နာကရုတ်တရက်လန်ပြီးကျက်ရဲ့မျက်နှာကိုသူမလက်နှစ်ဖက်နဲ့အုပ်ကင်လိုက်ပါတယ်။ဒါကကျက်ကိုလုံးဝဆွန့်သွားစေခဲ့တယ်။တကယ်တော့အန်နာပြောနေတာကဂျက်စီကနေထွက်နေတဲ့အနှံ့အကြောင်းပဲဖြစ်ပါတယ်။သူမကပိုတိုးလို့အနှံ့ခံပြီးကျက်ရဲ့ကိုတင်းနှံကတကယ်မွေးတာပဲလို့ပြောခဲ့တယ်။ဒါပေမဲ့ပြီးတော့မှအဲ့ဒီအနှံ့ကိုသူမတယောက်တည်းပဲပိုင်ဆိုင်ထားခြင်းတယ်လို့ပြောလိုက်ပြန်ပါတယ်။ဒါကကျက်ကိုတကယ်ကိုတက်ပြင်းချယုံကလွဲလို့ဘာမှမတတ်နိုင်အောင်ဖြစ်သွားစေခဲ့တယ်။အဲ့ဒီနောက်အန်နာကဓာတ်လေကားတွေကနေထွက်သွားပြီးလူတယောက်နဲ့တိုက်မိမလို့ဖြစ်တာကိုကြက်မြင်လိုက်ရတယ်။ဂျက်ကသူမဓာတ်လေကားတွေကစင်ပြေထွက်နိုင်အောင်တကားကိုဖိဆွဲပေးထားခဲ့ပါတယ်ပြီးတော့အန်နာကသူမရဲ့အိမ်ရှိတကားဝအထိရှောက်သွားပြီးလှုပ်ဝက်နံပါတ်ကိုရိုက်ထည့်လိုက်တယ်။ဂျက်ကနောက်ကနေရက်ကြည့်ပြီးသူမအစင်ပြေရဲ့လားဆိုတာကိုစောင့်ကြည့်ပေးနေခဲ့ပါတယ်။သူမဘာမှမဖြစ်တော့ဘူးဆိုတာတေချာမှပဲဂျက်ကလှည့်ထွက်သွားခဲ့တယ်။ဒါပေမဲ့ဂျက်ကစိတ်မချနိုင်သေးတာကြောင့်ပြန်လာကြည့်တဲ့အခါအန်နာကတကားကိုတေချအားတော့မပိတ်ထားမိတာကိုတွေးလိုက်ရတယ်။ဂျက်ကတကားပိတ်ပြီးပြန်ဖို့လုပ်တော့မှပဲအန်နာကအိမ်ထဲကကျန်းပြင်ပေါ်မှာတင်အိပ်ပျော်နေတာကိုရုတ်တရက်သတိပြုမိသွားပါတယ်။ဂျက်ကတကားပိတ်ပြီးလှည့်ထွက်သွားဖို့ရည်ရွယ်ထားပေမဲ့တကားမပိတ်မိခင်မှာပဲချက်ချင်းလှည့်ပြီးတကားကိုပြန်ဆွဲထိန်းလိုက်ပါတယ်။ပြီးတော့အန်နာကိုအသာရပွေ့ချပြီးဆိုဖာပေါ်မှာတိတ်ပေးလိုက်တယ်။အန်နာအိပ်ရာတကြဖြစ်သွားတော့မှဂျက်ကကွဲနေတဲ့ပန်းအိုးပိုင်းစတွေကိုကျန်းပြင်ပေါ်မှာတွေးလိုက်ရတယ်။သူမထိခိုက်ဒဏ်ရာရမှာစိုးရိမ်တာကြောင့်ဂျက်ကအဲ့ဓာတွေကိုပါအကုန်လုံးလိုက်လံရှင်းလင်းပေးခဲ့ပါတော့တယ်။